မလုပ်ရတာဘာမှမရှိဘူးလို့သာပြောတာဩအယုတ်ကြတော့ကြောက်တယ်ဗျာတောင်ငူကဘိုလ်ချုပ်အောင်ဆန်းကြီးရုပ်ကိုဘိုလ်ချုပ်မျက်နှာမကြည့်ဝန်းတော့ကြောက်ပြီးတော့ရှိုးချတယ်အဲ့ဒီအကြောင်းလေးကိုကြပြာလောက်ထားတာကတောင်ငူရောက်တဲ့အတူရောင်ဘိုလ်ချုပ်ကြီးရုပ်ဖြူတဲ့ကောင်အယုတ်ကိုတောင်စစ်ခွေးကြောက်တခိုးဘီစားကျင့်မပြောက်ကောက်တော့တဲ့ကြပြာကောင်းလေးကတော့အချောက်တမရာတဲ့ဒီနေ့လေမောင်ညာနဲ့နေမကောင်းကွာသွားခိုက်ရတယ်ပြင်မှာဖျားနေတယ်ပြထားတော့ကွာမောင်ကိုင်းအဲ့ဆိုငါဒီမှာမိရိုက်မှာမလားအစင်းဖြစ်ပလားဟုတ်ဆိုင်ဖြစ်ပါပြီပြီဆိုလို့ရှိရင်မနေ့တုန်းကတနေ့တည်းကနော်ငါတို့ဟိုကိရိယာပစ္စည်း၅မျိုးအကြောင်းပြောလာခဲ့ပြီနော်ဟုတ်ကဲ့ပြောလာခဲ့တော့ဒီမှာကိရိယာပစ္စည်း၅မျိုးမှာငါတို့ကပထမနေ့မှာအမေပစ္စည်းအကြောင်းပြောပြီးနောက်ဒုတိယနေ့မှာကိန်းညွန့်ပစ္စည်းအကြောင်းပြောပြီးနောက်မနေ့ကကိရိယာတော်ပစ္စည်းအကြောင်းပြောပြီးဟုတ်အခုကျန်တာကအငင်းပြပစ္စည်းနဲ့ဝက်ကြနောက်လိုက်ပစ္စည်းပစ္စည်းနဲ့ခုကျန်မယ်နော်ပစ္စည်းနဲ့ခုကျန်တော့ဒီနေ့ကဒီမှာအငင်းပြကိရိယာပစ္စည်းပေါ့နော်အငင်းပြကိရိယာပစ္စည်းဆိုတာကတော့ကွာကိရိယာရဲ့မူလအနစ်ကိုဆန့်ကျင်ဘက်အနစ်ဖြစ်အောင်ပြောင်းလဲပြီးတဲ့ပစ္စည်းကိရိယာရဲ့မူလအနစ်အဲ့မူလအနစ်ကိုနော်ဆန့်ကျင်ဘက်အနစ်ဖြစ်တော့ပြောင်းလဲပြီးတဲ့ပစ္စည်းအဲ့ဒါကိုအငင်းပြပစ္စည်းလို့ခေါ်တယ်အငင်းပြပစ္စည်းတွေကတော့လက်ထူးထူးဆန်းဆန်းမရှိပါဘူးမအဓိကကတော့ဒီမဒီအငင်းပြပစ္စည်းမှာတို့မြန်မာစကားမှာအငင်းပြမှာပြောပါမနောက်မှာတော့ကိရိယာလေးလိုက်မနောက်မှာတို့ကိရိယာလေးပါကိရိယာလေးနောက်မှာတခါဘူးပါမနောက်မှာကိရိယာရဲ့နောက်မှာဘူးလေးလိုက်အဲ့ဒါကတို့ပြောဆိုနေရေးစဉ်တို့ပြောစဉ်စကားကြီးစာယူပေါ့အဲ့တော့ဘယ်လိုလေးလိုက်တယ်လဲဆိုတာကိုပြောမယ်အဲ့တော့အငင်းပြဒီပစ္စည်းအငင်းပြပစ္စည်းတွေကတော့ကွာဒီမှာခြေတို့တော့တို့နှင်းတို့ပါတို့ပေတို့တွေးတို့ဆိုတာရှိသေးတယ်နော်ဟုတ်ကဲ့ဘူးတွေမကဘူးနောက်ကခြေတော့နှင်းပါဘူးပေသေးပါအဲ့လိုရှိသေးတယ်ဒီတော့အဲ့ဒါလေးတွေကိုရှင်းတော့ဝက်ကြလေးတွေနဲ့ပြောပြမယ်နော်ဟုတ်ကဲ့အဲ့တော့ဝက်ကြလေးတွေနဲ့ပြောပြတော့ပထမဆုံးပေါ့ကွာဒီမှာဝက်ကြရေးထားတာကအကျမ်းဘက်အာနာလုခြင်းမှာရှက်စရာကောင်းကောင်းကိုသမရအတုမင်းအောင်လှိုင်ကမသိချေဟောအကျမ်းဘက်အာနာလုခြင်းမှာရှက်စရာကောင်းကောင်းကိုသမရအတုမင်းအောင်လှိုင်ကမသိချေတဲ့ဟုတ်ကဲ့ဒါဝက်ကြဒီဝက်ကြမှာသမရအတုမင်းအောင်လှိုင်ကဆိုနေရာမှာမှားလို့တော့မရေးနဲ့နော်ဟုတ်ကဲ့မင်းအောင်လှိုင်မှားမသိချေအဲ့လိုလုပ်လို့မရဘူးနော်ဟုတ်ကဲ့မသိတဲ့အဖြစ်ကိုရောက်တာကမင်းအောင်လိုင်ကကတ်တာရဲ့နောက်မှာဗာလိုက်ရကတ်တာရဲ့နောက်မှာကလိုက်ကြလားမှားလိုက်ကြလားကလိုက်တယ်ကတ်တာရဲ့နောက်မှာမှားဘယ်တော့မှမလိုက်ဘူးဘယ်ကာလဘယ်ခေတ်ကာလမှမလိုက်ဘူးဟုတ်ကဲ့အဲ့တော့မင်းအောင်လိုင်ကလို့ပဲရေးရတယ်နော်အဲ့ဒါလေးပါသတိပေးတာပါဟုတ်ကဲ့နော်မသိချေမသိချေဟောဟဲ့မဟောဒီမှာကိရိယာဟောတော့မသိရကိရိယာဟုတ်ကဲ့မကအငင်းပြပစ္စည်းဒီနောက်ကနေပြီးတော့သူကလိုက်ပြီးခြေဆိုတာလေးကလိုက်ပြီးဟိုစကားလိုပြောမယ်ဆိုတော့အကြက်ပဲဟိုအာနာလူလာကွာဟိုစစ်စရာကောင်းတဲ့အကြောင်းကိုသမရအတုမင်းအောင်လိုက်ရမသိဘူးလို့ဒီနေရာမှာဘူးဆိုပြီးစကားလိုပြောမယ်ဆိုရင်ဘူးနဲ့သုံးလို့မရဘူးလားဟုတ်ကဲ့ဓမ္မစာဟံပိဟံလေးနဲ့ရေးတာတော့ကြောင့်မသိခြေဆိုရေးလိုက်နော်ဒီခြေလေးကိုသုံးလိုက်ဒါ
ဒါအငင်းပြပစ္စည်းနောက်အကွက်စင်အကြမ်းဖက်အာနာလူချင်းမှာရှက်စရာကောင်းကြောင်းကိုသိလျင်အာနာမလူတော့ဟောအကွက်စင်အကြမ်းဖက်အာနာလူချင်းမှာရှက်စရာကောင်းကြောင်းကိုသိရင်အာနာမလူတော့ဟောဒီမှာလေမပြတာလေဒီမှာဒီအငင်းပြပစ္စည်းနော်ဒီတော့ရတယ်ဒီတော့ဟာဒီမှာတော့ရတယ်အငင်းပြပစ္စည်းနောက်ထပ်ဝကြကပြည်သူအာဏာကိုအကြမ်းဖက်၍အာဏာမလူနေဟောပြည်သူအာဏာကိုအကြမ်းဖက်အာဏာမလူနေဆိုတော့ဝကြမှာဟဲ့မှာနှင်းဟုတ်ဒါတွေကအဲ့အငင်းပြအငင်းပြပစ္စည်းပေါ့နော်ဒီမှာကိရိယာနဲ့တွဲတဲ့ကြောင့်အငင်းပြကိရိယာပစ္စည်းလို့ခေါ်ရဟုတ်ပြီမနှင်းဟုတ်ပြီနှင်းဟုတ်ပြီဒီမှာပါတော့ဒီကမှာဒီပါဘယ်လိုသုံးလဲဆိုတော့ပြည်သူကလက်မခံပါဟောဒါလည်းဒီပါလဲပစ္စည်းပဲနော်ရရှိရမလည်းပစ္စည်းပဲဒီမလည်းနောက်ကကိရိယာနဲ့ပစ္စည်းနဲ့နော်မဆိုတဲ့ပစ္စည်းနဲ့ပါဆိုတဲ့ပစ္စည်းကြားမှာကိရိယာရှိရနော်ဟုတ်ပြီကဘာကလည်းလက်မခံဘူးဟောဒီနေရာမှာနည်းနည်းလေးပေါ့ကဘာကလည်းလက်မခံဘူးဆိုစာဟန်ပေးဟန်နဲ့ရေးတဲ့အတွက်ကြောင့်ရာဟုလာရင်ညတ်ဝိသနှလုံးပေါက်နဲ့ရေးတယ်နော်အတန်ထွက်တော့သူကအတန်ထွက်အမှန်ကတော့လာညတ်ကလီဆိုလို့ရှိရင်ဝိသနှလုံးပေါက်တော့လီဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့လဲလို့အတန်ထွက်ရတယ်ယဉ်ကျေးအောင်နော်ဟုတ်ကဲ့ဒါဒီစာဟန်ပေးဟန်နဲ့ရေးမယ်ဆိုလို့ရှိရင်တော့ဒီလေးကိုမသုံးနဲ့ဒီလာနောက်ပြည့်လေးကိုဒီမှာမသုံးနဲ့ဟုတ်ကဲ့တကယ်လို့စကားပြောသလိုရေးမယ်ဆိုရင်ကဘာလေလက်မခံပါဘူးကွာဆိုတဲ့စကားပြောဟန်နဲ့စာရေးလိုက်တော့မယ်ဆိုရင်နော်ဒီလေးကိုမသုံးနဲ့ညတ်တဲ့လေးကိုမသုံးနဲ့နောက်ပြည့်လေးကိုသုံးလိုက်ပါနော်အဲ့ဒါလေးဒါခဏပြောနေရဟုတ်ပြီနောက်ဝိကြတခုကလွတ်လပ်ရေးတိုက်ပွဲကမပြီးသေးဟောလွတ်လပ်ရေးတိုက်ပွဲကတော့မပြီးသေးတာအမှန်ပဲနော်ဟုတ်ပြီဒီမှာမရေသိဒါဒီနှစ်ခုကအငင်းရကိရိယာပစ္စည်းကိရိယာကပဲဟာတော့ပြီးဟုတ်လားမရေသိရကြတော့မှပြီးဆိုတဲ့ကိရိယာခန္ဓာမပြီးသေးအဲ့ဒါကအငင်းပြပစ္စည်းဟုတ်ပြီနောက်မဲမခိုးပဲခိုးဒီဟုမတရားမပြောနဲ့ဟောမဲမခိုးပဲမရေဘေးနောက်ကလိုက်ဟောမရေဘေးနောက်အလေမှာကိရိယာခိုးဆိုတဲ့ကိရိယာပါနော်မခိုးပဲနေမတရားမပြောနဲ့ဟောဒီမှာလည်းမဟောဒီမှာလည်းနှင်းဟောအဲ့ဒီပစ္စည်းတွေနှစ်ခုကြားမှာကိရိယာလိုက်အဲ့ရတွေကဒီမှာခုနအငင်းပြကလေးပါတို့ပီတို့သေးတို့အဲ့ဒါကြီးဘုံပါသွားတယ်မလားဒီမှာဟုတ်ကဲ့နော်အဲ့ဒါကြီးဘုံလုံးအငင်းပြပစ္စည်းလို့ခေါ်တယ်နော်ဒါတစ်ချက်နည်းနည်းရှင်းရမှာကမဲမခုပဲဆိုတာကိုပေးနဲ့သွားမသုံးနဲ့မဲမခုပဲကိုပေးနဲ့မသုံးနဲ့မနောက်မှာဘဲလိုက်နော်မဆိုတဲ့ကောင်မလေးရဲ့နောက်မှာဘဲကောင်လိုက်တယ်ဆိုလို့အလိုမှတ်တာပေါ့ကွာမတလေးရအဲ့လိုပဲမှတ်ဟုတ်ကဲ့မနောက်မှာဘဲလိုက်တယ်ဘာကုန်းနောက်ပြဘဲလိုက်တယ်ပကောင်နောက်ပြဘဲမလိုက်ဘူးဟုတ်ဒီဘာကုန်းနောက်ပြဘဲရလေဒီထဲမှာရေးဖို့ကြံသွားတယ်ခိုင်းမှာဘဲလေးပါဟဲ့လားဟုတ်ကဲ့အဲ့ဒီဘဲလေးပါတယ်ဒီအဲ့တော့ဘဲရေသေးရပြီးရပါရဲ့နေတော့ချီဘူးရေပေါ့ကွာအဲ့ဒါမနောက်ကဂရိယာနောက်ကဘူးနောက်ဘူးမဟုတ်ရင်ချီတော့နေပါပြီဒီဘဲအဲ့လိုလိုက်လို့ရဒီဘဲဟုမလိုက်ဘူးဒါကမြန်မာစာအဖွဲကထုတ်ပြန်တဲ့တို့တရားစာအုပ်ထဲမှာလည်းပါတယ်တို့အမိရန်ထဲမှာလည်းပါတယ်နော်မနောက်မှာဘဲလိုက်တယ်သူကအငင်းပြကိရိယာပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မနောက်မှာဘဲလိုက်တယ်ဒ
ဒီပဲကိုမသုံးဘူးဆိုတာလေးအဲ့ဒါလေးကိုတော့သတိထားပါနော် ဟုတ်ကဲ့ တချို့ကတော့ဟိုရှေ့တော့ကတော့ပဲတွေသုံးမှာပေါ့လေဒါပေမဲ့အခုခေတ်မှာပဲကိုမသုံးတော့ဘူးမနောက်မှာဖေးလိုက်တယ်မနောက်မှာဖေးလိုက်တယ်နော် မှန်တာမှန် အဲ့ဒါလေးမှတ်ထားလိုက်လို့ရှိရင်ဒီအဲ့ဒီပြဿနာလေးရှင်းတော့မှာပါနော် ဟုတ်ကဲ့ အေးအဲ့တော့ကဲဒီနေ့အဖို့ကတော့ကိရိယာပစ္စည်း၅မျိုးတည်းကဒီနံပါတ်၄အငင်းပြပစ္စည်းကြီးပြီးသွားပြီ ဟုတ်ကဲ့ အဲ့တော့မနေ့ကကြာမှာပဲကွာမင်းဝက်ကြနောက်လိုက်ဆိုတာမင်းနောက်လိုက်ဆိုတာပြီးသေးတယ်ဝက်ကြရဲ့နောက်ကနေလိုက်ရပါဒီလေးပါဆိုတာဟုတ်မနေ့ကကြာတော့ရှင်းပြမလား ဟုတ် ဒီနေ့ကတော့မင်းခရိုင်းနေဒီလိုပဲမိုးနဲ့လင်းနဲ့ဆိုတော့ကနော် ဟုတ်ကဲ့ မင်းနားကြအောင်ကွာ ဟုတ်ပြန်လာမယ် အေးကမင်းပြောင်းကြီးမင်းဘွားလေးလည်းမင်းသတိထားအောင်နော် ဟုတ်ဟုတ် အေးမင်းဘွားလေးရဲ့တခါရစိတ်ကမင်းတကြီးတော့တူတတ်တယ် ဟုတ်ကဲ့သွားပြီနော် အေးကဲတော့ ဟုတ် အေး